สวัสดีค่ะทุกคนအားလုံးပဲမင်္ဂလာပါရှင်ဖေမ် channel နဲ့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့မှာတော့ထိုင်းလို 80 ဆိုတာနဲ့ပတ်သက်တဲ့စကားလုံးလေးတချို့ကိုလာပြောမျှဝေပေးတော့မှာဖြစ်ပါတယ်ရှင်ပထမဆုံးစကားလုံးအနေနဲ့80ကိုထိုင်းလိုကကြတော့ non non 80 non 80အိပ်ပျော်ဒီကိုကြတော့ non หลับဆိုတာကအိပ်ပျော်ဒီအိတ်ချင်လို့တန်းတာကိုကြတော့ဟောက်လို့ခေါ်ပါတယ်ဟောက်ฉันဟောက်แล้วဆိုတာကငါတန်းနေပြီအဲ့လိုပြောရမယ်နော်အိမ်ငိုက်တာကိုကြတော့ง่วงนอนဆိုတာကကြတော့အိမ်ငိုက်တီง่วงนอนအိမ်ငိုက်တီง่วงဆိုတာကအိမ်ငိုက်တာကိုပြောတာပါနေ့ခင်းနေ့လေတရေတမောအိတ်တာကိုကြတော့ငိบငေါ်အီပေါ်ငိบလို့ခေါ်ပါတယ်ငေါ်အီပေါ်ငိบဒီကနေ့မှာတော့ထိုင်းလိုအိတ်တာနဲ့ပတ်သက်တဲ့စကားလုံးအချို့လေးကိုမျှဝေပေးသွားတာပဲဖြစ်ပါတယ်ရှင်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးတဲ့အတွက်ကြောင့်မို့ကျေးဇူးတင်ပါတယ်